မိဘကိုလှုပ်ကျွေးနေရတာပဲဒါပေမဲ့ဘာလို့ငါဘဝကြီးကရှေးကိုတလားမှမတိုးနိုင်ပဲနှစ်တထနှစ်နေတယ်လို့ခန်းစားနေရတာလေဒီမေကွန်းကအခုခေတ်သားသမီးတို့များညာဘတ်ဆိုခေါင်းအုံးနဲ့မျက်နှာအပ်ပြီးလူမှုတိအောင်ကျင့်ကိုရင်မေးနေရတဲ့မေကွန်းပါအပြင်မှန်းကြည့်ရင်တော့ငါသားလေးကတော့ငါသမီးလေးကတော့မိဘကိုရှာကျွေးနေတာအလွန်လိမ္မာတာပဲဆိုတဲ့ချီးမွမ်းတန်တွေကြားမှာဂုဏ်ယူနေရပေမဲ့တကယ်တမ်းအိမ်တွင်းရေးမှာတော့မီးတုံနေတာမျိုးပါမိဘကငွေရေးကြေးရေးစီမံခန့်ခွဲမှုလုံးဝမရှိတဲ့အခါအတုံးအဖြုံးလက်ဖွားနေတဲ့အခါအလူအတန်းဆိုရင်လဲကိုမှရှိတာထက်ပိုပြီးရေရောပြော့ချင်တဲ့အခါဒါမှမဟုတ်လောင်ကစားလိုအကျင့်ဆိုးတွေပါနေတဲ့အခါမှာတော့အဲ့ဒီသားသမီးဟာတမှုတရားအလဲကောင်းမှာအပေါက်လိုက်ဖောက်ခံထားရတဲ့တင်ပေါ်ကြီးကိုအတင်းရေဘက်ထုတ်ပြီးမနစ်ဟုပ်ဆွဲတင်နေရတယ်လို့အာအင်ကုန်ခန်းနေရပါပြီကျွန်တော်တို့မြန်မာယဉ်ကျေးမှုမှာမိဘကိုပြန်ပြောရင်ငရေကြီးမယ်မိဘကိုငွေမပေးရင်မကြီးညိုးဘူးမိဘဘာလို့ငင်းခံနေရမယ်ဆိုတဲ့အယူအဆတွေကအယိုးဆွဲနေတာပါဒါကြောင့်မဲ့မိဘတွေလမ်းမနေတာကိုမြဝထင်ထင်မြင်နေရပြီမဲ့သားသမီးတွေကအာနာလို့ကြောက်လို့ဝစ်ကြောင်လို့ငင်းခံနေကြတယ်တကယ်တော့ဒါဟာမိဘကိုတကယ်ချစ်ရမရောက်ပဲမိဘတော့ကိုပါဒုက္ခတွင်တဲ့အတူတူဆင်းနေကြတာပါသားသမီးချင်းဝတ်ထဲမှာစောင်းရက်စီမန်ဆိုတာပါပါတယ်မိဘရဲ့ဥစ္စာပစ္စည်းကိုမပျက်စီးအောင်ထိန်းပေးရမယ်လမ်းမမရောက်အောင်စီမံပေးရမယ်လို့ဆိုလိုတာပါမိဘကအတုံးအဖြုံးကြီးနေရင်အတိုးကြီးတဲ့အကျွေးတွေတရားလွန်ယူနေရင်အဲ့ဒီငွေရိုးပေါက်ကိုအချိန်မီပိတ်ပေးဖို့ကသားသမီးရဲ့တာဝန်စစ်ဖြစ်ပါတယ်စဉ်းစားကြည့်ပါဦးမိဘကိုရှိသမျှငွေအကုန်ပုံပေးလိုက်လို့မိဘကအဲ့ဒီငွေတွေကိုအကျိုးမရှိပဲဖြုံးထီးဖြစ်လိုက်ရင်ဒါမှမဟုတ်လောင်းကစားဝိုင်းထဲထည့်လိုက်ရင်နောက်ဆုံးဒုက္ခရောက်မှာကဘာတူလဲမိဘတော့သားသမီးတော့နှစ်ယောက်လုံးလမ်းဘေးရောက်သွားနိုင်ပါတယ်ဒါကြောင့်ကိုဝင်းငွေကိုအကုန်မပြောပြတာဟာမယိုးထားတာမဟုတ်ဘူးဒါဟာမိသားစုတစ်ခုလုံးရဲ့ရေရှည်ရှင်သန်မှုအတွက်ဖြူဟာတစ်ခုပါဒီလာဘယ်လောက်ရလဲလို့မေးလာရင်သုံးဖို့ဘယ်လောက်လိုလဲဆိုတာကိုပဲအရင်မေးပါငွေကိုလက်ထဲပုံမပေးပဲစားဝတ်နေရေးဂျာမာရေးနဲ့အလူအတန်းတွေတိုက်ရိုက်စီစဉ်ပေးတာကအထီရောက်ဆုံးနည်းလမ်းပဲအကျွေးဆိုတာကလည်းအစကတည်းကကြိုးမသားရင်နောက်ပိုင်းမှာမရှုနိုင်မကယ်နိုင်ဖြစ်တတ်ပါတယ်အတိုးကြီးတဲ့အကျွေးတွေမိဘတွေမယူမိအောင်ယူထားရင်လည်းအစောကြီးတိအောင်ကြိုတင်စည်းကမ်းသတ်မှတ်ထားပါမိဘကိုညှက်နိုးပါလှုပ်ကြွေးပါဒါပေမဲ့အချစ်လွန်ပြီးကို့ဘွားကိုတော့အနစ်မခံပါနဲ့တင်ကိုယ်တိုင်တမ္မာနီးမှာတင်ကိုယ်တိုင်ရက်တည်နိုင်မှာမိဘကိုရေရှည်စောင့်ရှောက်နိုင်မှာပါတင်ဘွားတင်ပေါ်ကြီးနစ်ညုံမထွက်အောင်အခုကတည်းကအပေါက်တွေကိုလိုက်ဖားပါဒါဟာရိုင်းတာမဟုတ်ဘူးဒါဟာတာဝန်ကျေတာပါဒီအခြေအနေကိုကြော်ဖြတ်ဖို့ဆိုရင်ပထမဆုံးစိတ်ကိုပြတ်သားဖို့လိုပါတယ်ငါဟာမိဘကိုလှုပ်ကြွေးနေတာပဲငါမှတာဝန်ရှိတယ်ဆိုရင်စိတ်နဲ့တည်းမလုံလောက်ပါဘူးဘယ်လိုနည်းနဲ့လှုပ်ကြွေးမှလဲဆိုတဲ့ပညာလည်းလိုပါတယ်မိဘတွေကငွေကိုစီးမဲ့ကမ်းမဲ့သုံးနေတာသိရနဲ့လွှတ်ထားတာဟာသူတို့ကိုဒုက္ခတွင်ထဲပိုနေအောင်တွန်းပို့နေတာနဲ့အတူတူပါပဲသူတို့ငိုယူပြီးတောင်းတိုင်းစိတ်ဆိုးပြီးဟင်းဟောက်တိုင်းအလော့ပြီးနေမယ်ဆိုရင်တန်ရောသူတို့ပါတလုံးလုံးစင်းရဲတွင်ကလွတ်မှာမဟုတ်တော့ဘူးတချို့မိဘတွေကပြောရဆိုရခတ်ထောင်းခတ်မယ်ဒါပေမဲ့သားသမီးကရင်းရင်းချေချေနဲ့စီခန်းတတ်မှတ်ရပါမယ်မေမေတို့ဖီဖီတို့တွေစားဖို့ဝေးဖို့ဆေးကူဖို့ကျွန်တော်တာဝန်ယူတယ်ဒါပေမဲ့ဒီထက်ပိုပြီးအလားဟတဖြစ်မဲ့ငွေတွေကိုတော့ကျွန်တော်မထောက်ပံ့နိုင်ဘူးဆိုတာမျိုးကိုပြက်ပြက်သားသားပြောပြရပါမယ်အစားပိုင်းမှာတော့စိတ်ကောက်မယ်ရန်ဖြစ်မယ်ဒါပေမဲ့ရေရှည်မှာတော့ဒါဟာအားလုံးအတွက်အကောင်းဆုံးဖြစ်သွားမှာပါမိဘဆိုတာကိုယ့်အတွက်တော့တူးတဲ့တော့အဖိုးတန်လူတွေပါဒါပေမဲ့ကိုယ့်ဘဝကိုလည်းတန်ဖိုးထားပါတင်ပျော်ရွှင်နေမှာတင်အစင်းပြေနေမှာတင်မိဘတွေလည်းတကယ်ချမ်းသာစိတ်ကိုရမှာပါငွေရိုပေါက်တွေကိုပိတ်ပါစနစ်တကျစီမံခန့်ခွဲပါဒါမှသာမိဘကျေးဇူးကိုလည်းထိထိရောက်ရောက်ဆက်နိုင်သလိုကိုယ့်ဘဝတင်ပေါ်ကြီးလည်းလိုင်းတမို့ဒီကြားမှာအေးအေးလူလူဆက်ပြီးခရီးနေနိုင်မှာဖြစ်ပါတယ်